အားလုံးပဲမင်္ဂလာပါရှင်။အဲ့တော့ဒီ channel လေးက2026ကနေစပြီးတော့ဒီပေါ့နော်ကိုပို့ပြီးတော့တိုးတက်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ပြီးတော့ပေါ့နော်ဒီ2025လောက်ထဲကဒီအဲ့လိုမျိုး channel လေးတစ်ခုခုလုပ်ပြီးတော့ပေါ့နော်အဲ့လို social media တွေမှာ knowledge sharing လေးတွေလုပ်ချင်တယ်ပေါ့နော်။အဲ့လိုမျိုးတွေးထားခဲ့ပေမဲ့အကောင့်ထဲမဖော်ဖြစ်ခဲ့ဘူး2025မှာနည်းနည်းအလုပ်လေးတွေများနေရတဲ့အကောင့်ထဲမဖော်ဖြစ်ခဲ့ရကြောင့်မလို့အခုဒီ2026ကနေစပြီးတော့ကိုလည်းတိုးတက်အောင်လုပ်မယ်ပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒလေးတစ်ခုကိုလည်းစပြီးတော့အကောင့်ထဲဖော်မယ်ပြီးတော့သူများတွေကိုလည်း knowledge sharing လေးတွေလုပ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပေါ့နော်အခုလိုမျိုးဗီဒီယိုလေးတွေကိုစပြီးတော့လုပ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ပထမဆုံး sharing လုပ်ပေးမယ့်ဟာကြီးကကြတော့ပေါ့နော်ဒီ daily life onomatopoeia ဖေးရတယ်ပေါ့နော်ကျော်ကဒီဂျပန်စာကိုလေ့လာနေတဲ့လူမို့လို့ဂျပန်စာနဲ့ပတ်သက်တာလေးတွေ sharing လုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့စဉ်ဘဝမှာအသုံးပြုတဲ့ onomatopoeia လေးကိုပြောပြပေးမယ်အဲ့တော့အရင်ဆုံး onomatopoeia ဆိုတာဘာလဲonomatopoeia ဆိုတာကပေါ့နော်ဒီစကားလုံးတွေအတန်တွေကိုဖော်ပြတဲ့စကားလုံးတွေဒါမှမဟုတ်ခံစားချက်တွေလှုပ်ရှားမှုတွေအခြေအနေတွေကိုဖော်ပြပေးတဲ့စကားလုံးလေးတွေပေါ့နော်အဲ့လိုဟာတွေကို onomatopoeia လို့ခေါ်တယ်မြန်မာစကားနဲ့ဆိုလို့ရှိရင်တော့ညီတန်ဆွဲအလင်္ကာ ညီတန်ဆွဲစက်လုံးပေါ့နော်အလင်္ကာမဟုတ်ညီတန်ဆွဲစက်လုံးလို့ခေါ်တယ်အဲ့တော့ပေါ့နော်ဘာလို့အင်္ဂလိပ်လိုရှင်းပြတာလဲပေါ့နော်အင်္ဂလိပ်လိုရေးထားတာလဲဆိုရင်ဂျပန်စာလုပ်တဲ့လူတွေကလေအင်္ဂလိပ်စာမှာအားနည်းသွားတယ်ဆိုပြီးတော့ပြောကြရပေါ့နော်ဂျပန်တွေကိုယ်တိုင်ကလည်းအင်္ဂလိပ်စာအားနည်းဂျပန်စာလေ့လာရင်းနဲ့အင်္ဂလိပ်စာအားနည်းသွားတတ်ကြရပေါ့နော်အဲ့ဒါကြောင့်မလို့ဂျပန်စာလေ့လာရင်းနဲ့အင်္ဂလိပ်စာမှာလည်းမလျော့သွားအောင်လို့ဒီအင်္ဂလိပ်စာလုံးလေးနဲ့တွဲပြီးတော့ဖော်ပြပေးထားပါတယ်ပထမဆုံးစလုံးမဟုတ်သေးဘူးပေါ့နော်အဲ့တော့အရင်ဆုံး onomatopoeia ဘယ်နှမျိုးရှိလဲပေါ့နော်အဲ့ပထမဆုံးအမျိုးအစားကကြတော့ sound words ပေါ့နော်ခဏပြောရင်ညီတန်ဆွဲစလုံးတွေဂျပန်လိုဆိုလို့ရှိရင် gyungo လို့ခေါ်ရပေါ့နော်အဲ့တော့အတန်တွေဘလို့အတန်တွေလဲဆိုရင်လူတွေကလုပ်တဲ့အတန်တွေဒါမှမဟုတ်တိရစ္ဆာန်တွေကလုပ်တဲ့အတန်တွေဒါမှမဟုတ်အရာဝတ္ထုတွေကနေပြီးတော့ဖြစ်လာတဲ့အတန်တွေပေါ့နော်အဲ့လိုမျိုး onomatopoeia လည်းရှိပေါ့နော်အဲ့တော့ one one ဆိုလို့ရှိရင်ခွေးဟောင်တဲ့အတန်ဆိုရင် one one ဒွန်းဒွန်းဆိုလို့ရှိရင်တောက်တောက်ပေါ့နော်ဒွန်းဒွန်းတောက်တောက်တစ်ခုကိုခောက်တဲ့အတန်ပြီးတော့ဇာဇာဆိုလို့ရှိရင်မိုးရတဲ့အတန်ဆိုရင်ဇာဇာဆိုပြီးတော့ဖော်ပြရဲပေါ့နော်အဲ့တော့နောက်တစ်မျိုးကကြတော့ဒီပေါ့နော်အခြေအနေတွေကိုဖော်ပြတဲ့စကားလုံးတွေဂီတိုင်းခေါ်လို့ခေါ်တယ်။အခြေအနေကိုဖော်ပြတဲ့စကားလုံးဂီတိုင်းခေါ်လို့ခေါ်ရပါတော့။အဲ့တော့လှုပ်ရှားမှုတွေအခြေအနေတွေကိုဖော်ပြတာဒါပေမဲ့ဒီလိုလှုပ်ရှားလိုက်လို့ရှိရင်တကယ် real life မှာဒီလိုအတန်ထွက်တယ်လို့တော့မဟုတ်ပေါ့နော်။တကယ် real အတန်တွေတော့မဟုတ်ဘူး။ဒါအခြေအနေကိုဖော်ပြတာ။အဲ့တော့မှခိရခိရဆိုလို့ရှိရင်တလလတောက်ပါနေပါတော့။ခိရခိရတလလတောက်ပါနေတာ။ဂုစရီဆိုလို့ရှိရင်နှင်းနှင်းချိုက်ချိုက်အိပ်ပြောတာဂုစရီနှင်းနှင်းချိုက်ချိုက်အိပ်ပြောတာပဲရာကြတော့ဒီဘာသာစကားတစ်ခုခုကိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာပေါ့နော်ပလုတ်ပလုတ်ပလုတ်နဲ့ပြောတယ်လို့ဘာလို့ပေါ့နော်အဲ့လိုမြန်မာလို့ဆိုလို့ရှိရင်အဲ့လိုပြောရည်နော်တစ်ခုခုကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်ဆိုရင်တော့ပြောပါပလုတ်ပလုတ်ပလုတ်နေအောင်နေရပဲလို့အဲ့လိုမျိုးပဲရာကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာပေါ့နော်နောက်တစ်ခုကကြတော့ feeling box ပေါ့နော်ဂျပန်လိုဆိုလို့ရှိရင်တော့ဂီဇောခေါ်လို့ခေါ်တယ်ခံစားချက်ကိုဖော်ပြတဲ့စလုံးတွေပေါ့နော်ခံစားချက်ကိုဖော်ပြတဲ့ onomatopoeia တွေလည်းရှိတယ်ဝါခုစိတ်လှုပ်ရှားဝါခုစိတ်လှုပ်ရှားတယ်ဒိုခိဆိုလို့ရှိရင်ဒီဘာပါလိရင်ခုန်တာဒိုခိရင်ခုန်တာပေါ့နော်ကောင်လေးနဲ့တော်တွေ့လို့ကောင်လေးကလက်ကိုကိုင်းလိုက်လို့ရှိရင်ပါဒိုခိပေါ့နော်ရင်ခုန်သွားတယ်အဲ့လိုမျိုးဒိုခိပြီးတော့ဣရပေါ့နော်ဒေါသထွက်တာဣရဒေါသထွက်တာလို့ပေါ့နော်ဒီစလုံးလေးရှင်မတာဆိုလို့ရှိရင်ဒီထိက onomatopoeia အမျိုးအစားလေးပေါ့နော်အဲ့တော့ကျော်ကဒီ JLPT ပေါ့နော် R5 ကနေပြီးတော့ R3 ထိ JLPT မေးခွန်းတွေမှာပါတတ်တဲ့ onomatopoeia လေးတွေကိုရွေးထုတ်ပြီးတော့ sharing လေးတွေလုပ်တာပေးမယ်လို့စဉ်းစားထားရပေါ့နော်လောလောဆယ်ကတော့အဲဒါကြောင့်ပထမဆုံးဒီနေ့အတွက်ပထမဆုံး10လုံးကိုရွေးထုတ်ထားပါတယ်
ပထမဆုံးစလုံးလေးကဘာဖြစ်မလဲဆိုလို့ရှိရင်ဂုစရီခဏပြောတဲ့အထဲမှာလည်းပါသွားတာပေါ့နော်နှင်းချိုင်အိပ်ပြောတာဂုစရီနှင်းချိုင်အိပ်ပြောတာခိနိုကဂုစရီနေမှာしたမနေ့တော့ကနှင်းချိုင်အိပ်ခဲ့တယ်နော်ဂုစရီပထမဆုံးစလုံးကဂုစရီနှင်းချိုင်အိပ်ပြောတယ်ဘာလို့ခဏပြောနေရလဲဆိုလို့ရှိရင်ဒီပေါ့နော်YouTube ကြည့်ရင်လည်းဖြစ်ဖြစ် TikTok တောင်းရင်လည်းဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးအပြင်းပြေတစ်ခုခုလုပ်နေရင်လည်းဒီစလုံးလေးကိုမြင်သွားတယ်ဒီဗီဒီယိုလေးကိုတွေ့လိုက်တယ်နားထောင်ရင်းနဲ့ခေါင်းထဲမှာဆွဲသားစေခြင်းနဲ့စိတ်လေးနဲ့ပေါ့နော်ခဏပြောပြပေးနေရလို့ဖြစ်ပါgood study နှစ်ချိုက်အိပ်ပြောတယ်နောက်တစ်ခုကကြတော့နုံမီရီကကြတော့လေအဲ့လိုမျိုးအေးစစ်စစ်အနားယူရယ်ပေါ့နော်အေးစစ်စစ်စိတ်လေးအနားယူရယ်အေးစစ်စစ်အနားယူရဲစိတ်လေးအနားယူရဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နုံဘီရီ relaxing ပေါ့နော် taking it easy အေးစစ်စစ်နေရဲဆိုတဲ့ဟာနုံဘီရီ日曜日は家でのんびりしますအဲ့တော့တနင်္ဂနွေနေ့ကတော့အိမ်မှာပဲအေးစစ်စစ်နားမယ်နုံဘီရီနောက်တစ်ခုကကြတော့ဘာတာပေါ့နော်လုံးဝကိုအလုပ်တွေရှုပ်နေတာပေါ့နော်ကြာရခတ်ပြီးအဲ့လိုမျိုးအလုပ်ရှုပ်တာဘာတာ朝はいつもバタバタしていますမနက်ဆိုလို့ရှိရင်အမြဲတမ်းအလုပ်ရှုပ်တယ်ပေါ့နော်အယောင်ပဲကြာရခတ်နေတယ်မနက်ဆိုကြာရခတ်တယ်အလုပ်ရှုပ်တယ်ပေါ့နော်ဘာတာအလုပ်ရှုပ်တာနောက်တစ်ခုကကြတော့ပဲရခုနကလည်းပြောရတဲ့မှာပါပါနော်ပဲရတစ်ခုခုဆိုဘာသာစကားတစ်ခုခုကိုကြွကြင်ပြောတတ်တာပဲရ彼女は日本語がペラペラですသူမကဂျပန်ဘာသာစကားကိုအဲ့လိုကြွကြင်ပြောနိုင်တယ် fluent ဖြစ်တယ်ပေါ့နော်တော်လက်ပြောနိုင်တယ်ပဲရနောက်တစ်ခါကျတော့ခီရိနီကကျတော့တတရရက်ခီရိနီတတရရက်ပေါ့နော်တန်ရှင်းတတရရက်ခီရိနီတန်ရှင်းတတရရက်お部屋すみません部屋をきれいに掃除しましたအဲ့တော့အခန်းကိုတန်ရှင်းဖြစ်သွားအောင်လို့တန်ရှင်းလုပ်ခဲ့တယ်တက်ရသွားအောင်လို့တန်ရှင်းလုပ်တယ်ပေါ့နော်ခီရိနီတန်ရှင်းတတရရက်နောက်တစ်ခုကကြတော့သုခိရိကကြတော့လန်းဆန်းသွားတယ်ပေါ့နော် fresh ဖြစ်သွားတယ်လန်းဆန်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်シャワーを浴びてすっきりしましたအဲ့တော့ရေချိုးပြီးတော့လန်းဆန်းသွားတယ်လူကလက်ဆက်သွားတယ်ပေါ့နော်すっきり refresh ပေါ့နော်လန်းဆန်းနဲ့လက်ဆက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့နောက်တစ်ခုကကြတော့ဂေါရောကကြတော့လေအဲ့လိုမျိုးအားလက်တဲ့နေ့ဆိုလို့ရှိရင်လေဘာမှမလုပ်ဘဲနဲ့ဟိုလိမ့်ဒီလိမ့်လုပ်တယ်ဒါပေမဲ့လှဲပဲလှဲနေတယ်အိပ်နေတယ်ပေါ့နော်အဲ့လိုမျိုးဒါလဲလျောင်းနေတယ်လှဲနေတယ်အိပ်နေတယ်ဆိုလို့ရှိရင်ခေါ်တော့ပေါ့နော်ဘာမှမလုပ်ဘူးလှဲနေတယ်လှိမ့်နေတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ယာစုမီနိုဟီဝအီယေတဲ့ဂေါ်していますအဲ့တော့ပိတ်ရက်ဆိုလို့ရှိရင်အိမ်မှာပဲရိုက်လှဲနေတယ်အိမ်မှာပဲလှိမ့်နေတယ်ဟိုလိမ့်ဒီလိမ့်လုပ်တယ်ပေါ့နော်လဲလျောင်းနေအဲ့ဒါဆိုရင်ဂေါ်နောက်တစ်ခုကကြတော့コスကကြတော့လေဖြည်းဖြည်းချင်းနဲချင်းစီပေါ့နော်コスကကြတော့ဖြည်းဖြည်းချင်းနဲချင်းပေါ့နော်毎日コス勉強していますနေ့တိုင်းဖြည်းဖြည်းချင်းဒါမှမဟုတ်နေ့တိုင်းနဲစီစာလေ့လာတယ်နေ့တိုင်းဖြည်းဖြည်းချင်းပေါ့နော်နဲချင်းဖြည်းဖြည်းချင်းစာလေ့လာတယ်ပေါ့နော်တနေ့တည်းနဲ့အများကြီးလှုပ်ရှားမလို့နေ့တိုင်းနဲလေးနဲ့လှုပ်သွားလို့ရှိရင်အချိန်တစ်ခုရောက်လာတဲ့အခါမှာကိုလှုပ်ခဲ့တဲ့တိနဲလေးကကိုအတွက်ကြီးမားတဲ့အထောက်အကူတစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော်အဲဒါကြောင့်မလို့တနေ့ quantity ကအဓိကမဟုတ်ဘူးပါတင်မလား quality ကအဓိကပဲကိုတနေ့ဘယ်လောက်လုပ်တယ်ဘယ်လောက်အများကြီးလုပ်တယ်ဆိုတာအဓိကမဟုတ်ဘူးနေ့တိုင်းဒီစူးစမ်းနေတယ်လုပ်နေတယ်ဆိုတာလေးကိုမရက်တတ်လိုက်ရင်ရပြီပေါ့နော်စူးစမ်းတာမရက်သေးရင်အခွင့်အရေးရရှိမယ်အဲဒါကြောင့်မလို့ခုစပဲဖြစ်ဖြစ်စူးစမ်းကြပါနောက်တစ်ခါကျတော့ပီကာပေါ့နော်တောက်ပါတလက်တောက်ပါနေပီကာအဲ့တော့新しい靴はピカピカです。ဖနက်အသစ်လေးကတလက်လက်တောက်ပါနေပြောင်လက်နေပေါ့နော်တလက်လက်ဖြစ်နေပြောင်လက်နေပီကာအဲ့တော့နောက်ဆုံးတစ်ခွာကြတော့ဣဒဒေါသထွက်တယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ဒေါသထွက်တယ်ဣဒဒေါသထွက်တယ်
간샤가 그랬대 이라 시마시다. 다 나오자 자물로 더다 터게. 이라 더다 터다거너 이라 더다 터대. အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲပေါ့နော်အဲ့တော့ဒီနေ့အတွက် onomatopoeia 10လုံးလေးတွေကိုတေချာလေးမှတ်သားပြီးလို့ရှိရင်ဆက်ပြီးတော့နောက်ဗီဒီယိုတွေမှာနောက်ထပ်ဘယ်လိုစလုံးလေးတွေကိုထပ်ပြီးတော့လေ့လာကြမလဲတူတူဘောနော်ပို့ပြီးတော့တူတူ learning လုပ်ကြမလဲဘယ်လို improve လုပ်ကြမလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါဦးနော်ဗီဒီယိုလေးဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်